Hello အားလုံးပဲမင်္ဂလာပါရှင်အခုပေါ့နော်ဒီမရှင်းတွေထားခဲ့ပြီးတဲ့အကြောင်းပြန်လည်ပြီးတော့ခါစားချက်တွေပြန်ပြီးတော့ပြပြချင်ပါတယ်ရှင်ဘလို့တွေပြပြချင်လဲဆိုတော့ပေါ့နော်ဘယ်ချိန်ကြရင်ဘာတွေလုပ်မလဲဘယ်ချိန်မှာဘလို့တွေလုပ်သွားမယ်အဲ့လိုမျိုးတွေပေါ့နော်ဒီမရှင်းတွေချခဲ့ပြီးတဲ့ဒီ2025မှာဆိုရင်လည်းပေါ့နော်ဒီမချင်တခုထားခဲ့ပြီးတဲ့2025ကြာရင်ဘာတွေလုပ်မလဲဆိုတော့ပေါ့နော်ဒီကမှရှေ့ကိုကြိုပြီးတော့စီစဉ်နေချခဲ့ပြီးတဲ့ကြိုပြီးတော့ပေါ့နော်ဒီချိန်ကြာရင်လုပ်မယ်ဒီချိန်ကြာရင်သွားမယ်အဲ့လိုမျိုးဟာတွေလုပ်ခဲ့ပြီးတဲ့2025မှာဆိုရင်လည်းပေါ့နော်ကြိုပြီးတော့စီစဉ်ချခဲ့ပြီးတဲ့2023 2024လောက်ပါပေါ့နော်ဘလို့ချခဲ့ဘူးလဲဆိုတော့2025ကြာလို့ရှိရင်အမေလေးစီကိုတွားမယ်ပေါ့နော်အလဲတွားတွေ့မယ်အဖေလေးမေလေးစီကိုအလဲတွားမယ်ညီမပြေးပြမယ်ပေါ့နော်အဲ့လိုမျိုးတွေအစီအစဉ်တွေချခဲ့ဘူးတယ်အများကြီးပေါ့နော်အစီအစဉ်ချခဲ့ဘူးတဲ့အရာတွေကဒါပေမဲ့အခုချိန်ထိဖြစ်မလာခဲ့ဘူးပေါ့နော်ဒါအကြီးမားဆုံးစီစဉ်ပဲချခဲ့ဘူးလား2025ကြာလို့ရှိရင်အဖေလေးမေလေးစီကိုတွားမယ်အလဲတွားမယ်ပေါ့နော်အဲ့လိုမျိုးတွေအစီအစဉ်တွေချခဲ့ဘူးတယ်ဒါပေမဲ့တိုင်ဖြစ်မလာခဲ့ဘူးပြီးလို့ရှိရင်ပေါ့နော်ကိုတွေးထားတဲ့အရာတွေအများကြီးတွေးထားတာထက်ကိုကြိုပြီးတော့ပေါ့နော်ဒီချိန်ကျရင်ဒါလုပ်မယ်ဒီချိန်ကျရင်ဘယ်လိုတွားမလဲအဲ့လိုမျိုးတွေစီစဉ်ကြိုပြီးတော့ချခဲ့ဘူးတယ်ဒါပေမဲ့တကယ်တမ်းကြားတော့လေတခုမှဖြစ်မလာခဲ့ဘူးကိုမထင်မှတ်ထားတဲ့အရာတွေကြီးဖြစ်သွားတယ်ပေါ့နော်ကိုမထင်မှတ်ထားတဲ့အရာတွေကြီးဖြစ်သွားတယ်လောကပေါ့နော်အဲ့ချိန်မှာဆိုလို့ရှိရင်လောကအဲ့ရထဲမှာလဲတဲ့အဆက်ထိရောက်သွားတယ်လောကပူကလာဆောင်ရတာမှရလို့မတက်ချိန်တော့ပေါ့နော်အရန်ကိုလေးစားမဝင်အိမ်မပြိုစိတ်ထိခိုက်ပြီးတော့ပေါ့နော်ကိုမထင်မှတ်ထားတဲ့အရာတွေဖြစ်သွားတဲ့အတွက်ကိုလုံးဝလည်းမတွေးထားခဲ့ဘူးမထင်မှတ်တဲ့အရာတွေလည်းဖြစ်သွားတယ်အဲ့အတွက်ကြောင့်မို့လေညဆိုရင်ထိုင်ပြီးတော့ငိုတယ်ညဆိုရင်ညတကောင်ရဆိုရင်လေအမြဲတမ်းကြောင်တွေးပြီးထိုင်ပြီးတော့ရှာရည်တငယ်ငိုတတ်တယ်အဲ့လိုမျိုးလေးပေါ့နော်ကိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာတော့လည်းမခံစားနိုင်ဘူးယူတစ်ပိုင်းကိုဖြစ်သွားတယ်နောက်ပါတွေဖြစ်သွားလဲပေါ့နောက်ဆုံးတွေးလိုက်တယ်တော့လောကစိတ်မနေချင်တော့ဘူးသေသွားချင်တယ်ကိုရှိနေတော့အတိတ်ပဲမဲ့သွားတယ်လို့ခံစားလိုက်ရတယ်ပေါ့နော်အဲ့လောက်ထိကိုဖြစ်သွားတယ်အော်တော့ပြမယ်အခုချင်းနေရောက်ဖို့တွေ့ပေါ့နော်တော်တော်လေးကြိုးစားယူလိုက်ရတယ်တော်တော်လေးကိုကြိုးစားယူလိုက်ရတယ်ဒီလိုမျိုးအချင်းနေဖြစ်တာပုံပြမယ်ပုံမှန်အချင်းနေဖြစ်ဖို့တော်တော်လေးကြိုးစားယူလိုက်ရတယ်အခုဆိုလို့ရှိရတော့ပေါ့နော်ကြားတဲ့နေရာရောက်တဲ့နေရာမှာနေတတ်သွားပြီစီစဉ်နေလည်းမချတော့ဘူးရှေ့ကိုလည်းကြိုပြီးတော့မတွေးတော့ဘူးပေါ့နော်အဲ့လိုမျိုးဖြစ်သွားပြီရှေ့